ရောက်နေကြွားပြီလားကလေး ဘယ်နိုင်ရှိနေပြီလဲကိုကြီးကလည်း ဟုတ်တယ်အိမ်ကစောတော့ထွက်လာတာပဲဟိုဒါမဲ့လေထွက်လာကန်ဒီမှာတတိရတာဒီနေ့ကစုံရက်လေအိမ်ကဘင်းကမဆိုတော့အဲ့နဲ့အမြန်လန်းလျှောက်ပြီးလာခဲ့ရတယ်ကလေးရဲ့ ကိုကြီးကလည်းဘလို့လမ်းလျှောက်လာလဲအိုးဝေးလေးပါလေငားလာပါလား ဦးငါပတ်စံကုန်ပါဗောကလေးရဲ့မဟုတ်လေဟိုဦးဝင်ကလည်းစီးကကုန်တာပဲလေဟိုစီးကချွေးတားမှာမလားကလေးရဲ့ ပြီးရောအဲ့ဆိုလဲဒါပေမဲ့ကိုကြီးကိုနောက်ကျလို့အပြစ်ပေးရမယ် ဘလို့အပြစ်ပေးမှာလဲ ကိုကြီးကိုဖြေပေးမလို့ထားလေပေးတော့ညနေမှပေးတော့ ညနေပေးမှတေးကြရနော် သိကြတယ် အဲ့ဆိုပြီးရော တပ်ပုံရိုက်တက်လား ရိုက်တတ်ပါတယ်ဓာတ်ပုံ သိကြလား သိကြရတယ် သိကြရင်ခောက်ဟိုမှာလေဒီပြေဘူးတိုက်ရင်တဲ့အဲ့ဒါတပ်ပုံရိုက်ပေးခောက် ရိုက်ပေးမယ်လေနောက်တစ် post ဟုတ်ပြီလာတယ်ဟုတ်ပြီနောက်တစ် post ဟုတ်တယ်လာတယ်ဟုတ်ပြီနောက်တစ် post ဟုတ်ပြီလာသွားပြီ ဟာကိုကြီးမကြည့်အောင်လေလာလည်းမလာဘူးပြီးတော့ဒီမှာလက်တွေကလည်းပါနေသေးရဲ့ပြီးတော့ဒီမှာကျုံအပေါ်စီကနေရိုက်ထားပူကောက်ကွာကြီး ကလေးကအစတွေကအရမ်းမရှိဘူးလားလို့ ကိုကြီးမရှိလေရှေ့အောင်ရိုက်လို့ရတယ်လေကိုကြီးရဲ့အောက်ကနေပင်းရိုက်လေအပေါ်စီကနေလိုရိုက်မှာတော့မကြုံပုံရက်ပူကောက်ကွာကြီးပေါ့ ဟုတ်ပြန်ရိုက်ပေးမယ်ကိုပြန်ရိုက်ပေးမယ်လာကလေးလာတော်ရဲ့လာတယ်ဟုတ်ပြီဟုတ်တယ်လေးဟေးလို့អော်တယ်ဟော်တဲ့ပုံစံလေးဟုတ်တယ်ဗျာလာသွားပြီလာသွားပြီဟုတ်တယ်လာလာပေါ့ စတယ်လी တော်ပြီမရိုက်တော့သွားတော့ ဖေးသွားမှာတော့ကလေး ပိုက်စာနေပြီထမင်းသွားစားမယ်ဟာလေကို3နှစ်ကြာလေအနုဖတ်သမင်းဆိုင်အောင်မေးပါ ဟုတ်တယ်ဘာမှသုံးဆောင်မလဲဗျ ဘာတွေရရလဲညီလေး ကျွန်တော်တို့ဆိုင်မှာဆိုရင်ဖတ်တမင်းကိုကြက်နဲ့အမဲနဲ့ကြက်ကြော်ပစိုးရင်းတို့ရပါတယ်ဗျ ညီလေး ဗျာ customer နဲ့စကားပြောနည်းနည်းပြုံးပြုံးရှင်ရှင်လေးပြောပါလားညီလေးအဲ့လိုခက်တိတိစကားပြောတော့ကြာအခုတော့မပြောဘူးကွာ ဟုတ်ဟိုနောက်ဆိုသတိထားပါမယ်ဗျ ဟိုပြုံးလေပြုံးမျက်နှာလေးကပြုံးဘလူကြီးပြုံးနေရလဲမျက်လုံးလေးကပေါ်အောင်ပြုံးလေညီ ကိုကြီးကလည်းသူကသူစင်ပြေနေဟာကိုဟွာလေမောက်ဖတ်သမင်းကိုပစုံလေးနဲ့ပြီနော်ကိုကြီးကဘာနဲ့စားမှာ ကြက်ရိုးနေရလား ကြက်ရိုးနဲ့တော့မရဘူးဗျ ဘလူကြက်ရိုးလေကြက်သားနဲ့မှာလေ စက်သားကြတော့ဈေးကြီးမှဆိုလို့လေမဟုတ်ပါဘူးဟိုစက်သားကြတော့အိမ်မှာငြင်းနေစားနေကြဆိုတော့ညီးငွေးလို့လေအယိုးဆိုတာနည်းနည်းပိုးချိုတာပေါ့ ကိုကြီးကလည်းဒီမနုဖတ်သမင်းဆိုင်ရာစားစားတွေကိုစားကြည့်ပါအောင်ညီငွေတယ်ဆိုတာမရှိဘူးကလေးဆိုကြိုက်လုံးလုံးတငယ်ချင်းတွေနဲ့လာစားနေကြ အဲ့ဆိုရင်စက်သားနဲ့ပဲပြီနော်စက်နဲ့ ပြီးတော့ဟွာလေမောက်ဟာဒင်းစားအစုံချပြီနော် ကျေးဇူးဟုတ် စက်သားပါကလေးကတစ်လုံး2မိနစ်ကတပွဲချပြီစတော်ဘယ်ရီရက်တစ်ခွက် အဲ့လောက်များကုန်လို့လားကလေးရဲ့ ဘာလို့လဲကလေးကဒီမနုဖတ်သမင်းဆိုင်ရာစားတော့တွေကကောင်းလုံးလို့အကုန်စားချင်တာလေဒီနေ့ကလေးကျွေးမယ်ကိုကြီးလိုက်ကြိုက်တာမှာလိုက် တော်ပါပြီဟိုမကုန်မခန်းနေဖြစ်နေပါမယ်ကလေးမာတာပဲစားတော့မယ် ဆိုလည်းပြီးရော喂，မစားနေဦးလေတက်ဖို့ရအောင်ပါ ဟိုဟင်းရတယ်မွေးဘိုက်ကလည်းစားနေတာဆိုမအောင်နိုင်တော့လို့ရတက်ဖို့လေးလိုက်တော့မနော် ရအလားလေးပြတ်ကုန်မယ် အော်ကိုမစားခင်လိုင်းမော်လူတွေကိုနှက်တင်ရသေးတယ် ဘာပြောလဲ ဟုတ်လိုင်းမော်လူတွေစားချင်နေကြမှာလို့နော် ကိုကြီးနော်ပစ္စည်းတွေကြာကုန်ပါလေဆိုတော့ကိုကြီးကဘာလို့စားလိုက်တာ
တာတော့ ပြီးသွားပြီထင်တာလေဩကလေးလေးစားတော့လေဒီမှာထမင်းနေဟင်းနေအေးကုန်အောင်မယ်တော်တော်စားလို့ကောင်းတယ်ကလေးကဘာလေးစားလဲအကုန်ရတာကိုရှိနေရပဲညီလေး တွေ့ရ အခုလေးပဲနဲ့အချင်းတုံလေးရဲ့ဗာလဲချောင်းချောင်းလေးထက်ထည့်ပေးပါ ဟုတ်ရပါဗျ ပတ်စံထက်မပေးရအောင်မလား မပေးရဗျ အော်အေးပြီးဟိုဟင်းနေလေးရောထည့်ခဲ့ပြီနော်ဟိုတက်သားအကြည့်လေးပါလေးလည်းရှင်ထည့်ခဲ့ပြီဒီကောင်းနေအဲ့လိုလေးပြုံးတာရရတယ်မဝိုင်းတော့တော့ထပ်မှလို့ရတဲ့ဟာကို ရပါတယ်ဒီလောက်ဆိုဗိုက်ပြည့်တယ်ရပါပြီလေအခုကဘူးလေးတယ်ဘာဘူးလေးလဲ ဟုတ်အဲ့ဒါကျွန်တော်မနုဖတ်တမင်းဆိုင်ထုတ်တဲ့ပဇွန်ကြောင့်ငပြားကြီးကျော်ရဲ့အမဲမောအဆက်ကျော်ရဲ့ပဇွန်ကြောင့်ပွာလာချောင်းကျော်ရဲ့ပါဗျ အေးအတော်ပဲအိမ်မှာဟင်းမချက်နိုင်အဲ့ဒါနဲ့စားလို့ရတယ်ဒီအခုအိုက်သုံးပါဆယ်ထုတ်ထားပြီနော် ဟုတ်ကော စားလို့လည်းပြီးဆိုဘေးရှင်းလိုက်တော့မယ်နော် ဟွန်း ဟောလေးဘေးရှင်းအောင် ဒီလိုစားအောင်တော့ကလေးဝယ်ကျွေးမှာပဲစားမှုတော့ရ မပေးရပါဗျ ဟေးအများကြီးစားတာတော့နည်းနည်းပါရှော့ပေးလိုက်အောင် ဟာရတယ်တက်တော့ရှင်းလိုက်မယ် ဒါမကုန်ဘူးလားနှမျိုးစရာကြီး တွဲလိုက်ပြီနော်မောင်လေး ဟုတ်ပါကျေးဇူးပါ အော်ကလေးကိုပါဆယ်ဖို့ပေးအောင်မမေ့နေတာရဘယ်လောက်တယ်လဲဘယ်လောက်လဲလောက်လဲ ရတယ်ဟောမပေးနဲ့တော့နော် အော်အေး ပေးနဲ့တော့ပြန်မယ် ဟုတ်နေဦးလေဟွာအဖြစ်ပေးအောင်ပါလေကလေးမေ့နေတာလား အင်းမပဲဖုန်းဆက်လိုက်တော့ ဘာလဲလူချင်းတွေ့နေတာကိုတခါတည်းဖြစ်ပေးသွားလိုက်လေအိမ်ရောက်မှဖုံးဆက်တော့ဖုံးပေးကုန်တာဗောကလေးကလည်း တခါတည်းဖြေပေးခဲ့လိုက်မယ်နော်ရှင်းလို့ကက်စီနဲ့ကော်တရားကိုလုံးဝမချစ်နိုင်ဘူးကျမလည်းမဟုတ်ဘူးဘယ်မိန်းကလေးမှလည်းချစ်မှာမဟုတ်ဘူးတော့တက်လုံးကျွေ